အားလုံးပဲမင်္ဂလာပါဇေခရရှိကနေပြန်လာပြီးတော့မှကြိုဆိုပါရစေဒီနေ့မှာတော့ဇေကအခုဝတ်ထားတဲ့ခါဒီကန်လေးပေါ့နော်ဒါလေးကိုထုတ်ပြပြီးတော့မှဖြစ်ပါတယ် size အောင်ထုတ်တာအောင်လို့ဇေဒီဗီဒီယိုမှာတခါတည်းပြပြသွားပေးပါမယ်အင်ကြီးလေးရတော့ဇေဝတ်ပြထားလို့ပဲအရောင်းမှလာပါတယ်ဒီအင်ကြီးလေးကိုတော့ဇေဒီမှာခါလေးနည်းနည်းလေးရှည်ထားပါရပေါ့နော်ခတ်ထုတ်ထုံးမယ်ဆိုရင်လည်းထုတ်လို့ရပါတယ်ကြဲဆိုရင်ဇေတို့စထုတ်ပါမယ်ထို့ဖို့အတွက်ကတော့ဇက်ဒီ mid cotton 4 ply ကိုအသုံးပြသွားမယ်ပေါ့နော်တကယ်လို့ကိုမှ5 ply ရှိတယ်ဆိုလည်း5 ply နဲ့ထိုးလို့ရတယ်8 ply ရှိရင်လည်း8 ply နဲ့ထိုးလို့ရပါတယ်ကိုဇက်ကရှီကို4 ply နဲ့ထိုးမှာဆိုတော့အစိုက်ကိုကြတော့ဇက် 2.5 mm ကိုပဲအသုံးပြသွားမယ်ပေါ့နော်ကလို့ကိုက5 ply ထိုးမယ်ဆိုရင်3 mm နဲ့ထိုးလို့ရတယ်8 ply ဆိုရင်တော့4 mm နဲ့ထိုးလို့ရတယ်ပေါ့နော်0ရှီချထုတ်ဖို့အတွက်အရင်ဆုံးရှီလေးကိုကန်လိုက်ပါမယ်အရင်ဆုံး0ရှီကိုအရင်ကန်မယ်လက်တန်းကြားလေးမှာတရရလိုက်မယ်ပေါ့နော်လိုမျိုးလေးတစ်ပတ်ပတ်လိုက်တယ်ပြီးရင်လက်ညှိုးပေါ်တစ်ပတ်တင်လိုက်ပါတယ်ပြီးတော့ရင်0 slit knot လေးစထုတ်မယ်ပေါ့နော် slit knot လေးစထုတ်ဖို့အတွက်ရှီလေးကိုဒီအောက်ကလေးကိုပို့လိုက်တယ်ပေါ့နော်ဒီလိုမျိုးလေးခွင်းလေးဖြစ်သွားအောင်လို့အောက်ကလေးကိုပို့ပေးလိုက်ပါတယ်ဇရိုဒီလိုမျိုးလေးခွင်းလေးဖြစ်သွားပြီဆိုလို့ချင်းဒီခွင်းလေးထဲမှာအက်ကလေးထည့်ပြီးတော့ဇရိုအပေါ်ဝါရှီလေးကိုယူပြီးတော့ဒီပေါက်လေးကိုကလော်ထုတ်ပေးလိုက်ပါပြီးရင်ရှီလေးလိုမျိုးလေးဆွဲလိုက်တယ်လိုမျိုးလေးဆွဲပြီးတော့ရင်0ဖွင့်မီလေးစပြီးတော့ထိုးပါမယ်ဖွင့်မီလေးထိုးဖို့အတွက်0အပေါ်ကိုရှီလေးတင်လိုက်ပါမယ်အပေါ်ရှီလေးတင်မယ်တင်ပြီးတော့ရင်ဒီပေါက်လေးတဲ့ဟိုကလော်ထုတ်ပြလိုက်တယ်ပေါ့နော်ဒါဆိုရင်တော့0ဖွင့်မီလေးတစ်ခုရပါပြီပြီးရင်နောက်ဖွင့်မီတစ်ခုထပ်ထိုးမယ်အပေါ်ကိုတရစ်တင်မယ်ပြီးရင်အကောင်လေးကိုဒီဘက်လဲပြီးအပေါက်လေးတွေကိုဆွဲထုတ်ပြလိုက်ပါဒါဆိုရင်ဖွင့်မီ2ခုဖွင့်မီ3ခုအပေါ်တရတင်မဲ့ပေါက်ထဲကိုကလော်ထုတ်မဲ့လေး5 6 9 10 9 100စုစုပေါင်းဖွင့်မီလေး158ခုဒီထိုးလာခဲ့ပေးမယ်ပေါ့နော်ဒီမှာ158ခုဒီထိုးလိုက်တာသူ့ရဲ့အရှိကိုဒီလိုမျိုးတိုင်းလိုက်တာပေါ့နော်တိုင်းလိုက်တဲ့အချိန်မှာဖွင့်မီရဲ့အရှိက20နဲ့မှ20နဲ့မှ5လက်မပေါ့နော်25လက်ဝင်းကျင်လောက်တော့ရှိရဲဒါပေမဲ့နောက်ရိုးတွေထပ်တက်တဲ့အခါကျရင်22လက်မဝင်းကျင်လောက်ပဲကြက်မယ်ပေါ့နော်တကယ်လို့ကိုကခါကိုချီချီလေးထိုးမယ်ဆိုလို့ရှိရင်ဖုတ်မီအရေးအတွက်ကိုတိုးပြီးတော့ထိုးခဲ့ပြီးပါနော်ဒါတော့ကိုလိုချင်တဲ့အရှိပေါ်မူတည်ပြီးထိုးပေးလို့ရတယ်ပြီးရင်စိုက်ကပြန်ကျုပ်တော့မှာဆိုတော့ဖုတ်မီအရေးအတွက်ပို့ထိုးခဲ့ပါတော့25ဖွင့်ပြီး25လက်မဒီထိုးရင်တော့မနောက်ရိုးတွေထိုးရင်22လက်မလောက်ထိအကျန်နေပေါ့နော်အဲ့တော့ပို့ထိုးခဲ့ပြီးပါပြီးရင်ပထမတရူထိုးဖို့အတွက်ဖွင့်မီတစ်ပေါက်ကိုကြော်ပြီးတော့ဒုတိယမြောက်ဖွင့်မီလေးနာမှာအက်ကလေးထည့်လိုက်တယ်ထည့်ပြီးတော့ရင်အပေါ်ဝါရှီလေးကိုပေါက်လေးထဲကလော်ထုတ်လိုက်တယ်ကလော်ထုတ်ပြီးွားရင်ဒီရဲ့ပထမတကျူပေါ့နော်တစ်ပေါက်ထဲကိုပြန်ပြီးတော့ထပ်ပြီးတော့ဆွဲထုတ်လိုက်တယ်ဒါဒီရဲ့ဟာထုံးနည်းကိုတော့slit knot ပေါ့နော် slit knot လို့ခေါ်ပါတယ်slit stitch ပေါ့နော်လို့ခေါ်ပါတယ်ရှက်ကော်ပေါ့နော်ရှက်ကော်လို့ခေါ်ပါတယ်ဘယ်မှာလို့ဆိုရင်တော့ပြီးရင်ဒီရှေ့ပေါက်မှာတော့တိုင်လက်ကလေးထိုးမယ်တိုင်လက်ထိုးဖို့အတွက်အပေါ်တရစ်တင်လိုက်တယ်ပြီးရင်ရှေ့ရပေါက်လေးထဲမှာအက်ကလေးထည့်ပါမယ်နော်ဒီရှေ့ရပေါက်လေးထဲမှာအက်ကလေးထည့်လိုက်တယ်ထည့်ပြီးတော့ရင်ရှီကိုအပေါက်လေးထဲကိုဆွဲထုတ်လိုက်ပေါ့နော်အပေါ်ရှီလေး3ကျိုးတင်တဲ့အခါမှာဒီပေါ်ဝါရှီကိုဒီ3ကျိုးလုံးတဲ့ကိုဆွဲထုတ်ပေးလိုက်ဒါဆိုရင်တော့တိုင်လက်ကလေးရမယ်ပေါ့နော်ဒါဆိုရင်ချက်ကော်တစ်ခါတိုင်လက်တစ်ခါပြီးရင်ရှေ့ပေါက်မှာချက်ကော်လေးထိုးပါမယ်ချက်ကော်လေးထိုးမယ်လိုပေါ့နော်ချက်ကော်တစ်ခါတိုင်လက်တစ်ခါချက်ကော်တစ်ခါ
တိုင်လက်တစ်ခါထိုးမယ်ပေါ့နော်ပြီးရင်ရှေ့ပေါက်မှာတိုင်လက်ကလေးထိုးတယ်နော်တိုင်လက်ကလေးဖို့အတွက်ဇရီလိုမျိုးလေးထိုးပါတယ်အပေါ်တုံးကျိုးတင်တဲ့အခါမှာဇရိုအပေါ်ကရှိလေးကိုတုံးကျိုးလုံးတဲ့ဟိုကလော်ထုတ်ပေးလိုက်တယ်ဒါဆိုရင်တော့ဇရိုတိုင်လက်ကလေးထိုးပြီးသွားပြီပေါ့နော်တုံးကျိုးလုံးနဲ့ဆွဲမယ်နော်ပြီးရင်ဇရိုဒီရှေ့ပေါက်မှာတော့ရှက်ကော်လေးထိုးဖို့အတွက်အကလေးကိုပေါက်လေးထည့်လိုက်တယ်ပြီးရင်အပေါ်ကရှီလေးကိုပေါက်ထဲဆွဲထုတ်မယ်ပြီးရင်ကျန်တဲ့ရှီကိုလည်းထပ်ပြီးဆွဲထုတ်လိုက်တယ်ဒါဆိုရင်ရှက်ကော်လေးပြီးရင်တော့ရှေ့ပေါက်မှာတိုင်လက်ကလေးထိုးမယ်အပေါ်တရစ်တင်မယ်ရှေ့နာမှာပေါက်ထဲမှာရှီလေးကိုယူလိုက်တယ်ဆွဲယူလိုက်တယ်အပေါ်တုံးကျိုးတင်တဲ့အခါမှာတုံးကျိုးလုံးတဲ့အပေါ်ကရှီကိုဆွဲထုတ်ပြလိုက်တယ်ပေါ့နော်ယူပြီးဆွဲထုတ်လိုက်တယ်ပြီးရင်ဒီရှေ့ပေါက်မှာတော့ရှက်ကော်လေးထိုးတယ်အရှေ့ပေါက်မှာတော့တိုင်လက်ကလေးထိုးပါမယ်ပြီးရင်ဒီရှေ့ပေါက်မှာရှက်ကော်လေးထပ်ထိုးမယ်ရှေ့ပေါက်မှာတော့တိုင်လက်ကလေးထိုးပါမယ်ပြီးရင်ရှေ့ပေါက်မှာဇရိုရှက်ကော်လေးထိုးမယ်အတိုင်းလေးပဲပေါ့နော်ဇရိုချက်ကော်တကားတိုင်လက်တကားချက်ကော်တကားတိုင်လက်တကားနဲ့ဒီအပေါ်ရောက်တဲ့ဒီထိုးခဲ့ပေးရတယ်ပေါ့နော်ဇရိုဒီမှာထိုးရင်လည်းအပေါ်ရောက်လာပြီတိုင်ချက်ကော်တကားတိုင်လက်တကားနဲ့ထိုးလာပေါ့နော်အပေါ်မှာတော့ဇရိုကဖွတ်မီလေး19ကိုထားပြီးရပေါ့နော်စုဖွတ်မီလေး19ကိုရှန်ထားပေးပါတယ်ဇရိုဒီမှာတိုင်လက်ကလေးနဲ့ဆုံးတယ်နော်ချက်ကော်နဲ့မဆုံးဘူးတိုင်လက်ကလေးနဲ့ဆုံးတယ်အပေါ်မှာဖွတ်မီလေး19ကျန်တယ်အကျန်နဲ့ဖွတ်မီ19အပေါက်စလုံးကိုဇရိုကချက်ကော်ပဲထိုးပေးရချက်ကော်19ထိုးပေးရမယ်ပေါ့နော်ဇဲအမအောက်ပိုင်းရနေလီကျုံသွားမှာပေါ့နော်အဲ့လိုမျိုးအတွက်ကြောင့်မို့ဇဲကဒီကျန်တဲ့အပေါ်ပေါက်တွေအကုန်လုံးကိုချက်ကော်လေးထိုးပါမယ်ဇရိုဒီရှေ့ပေါက်မှာချက်ကော်လေးထိုးမယ်နော်ရှေ့ပေါက်မှာဇရိုချက်ကော်လေးထိုးမယ်သူရှေ့ပေါက်မှာလည်းဇရိုချက်ကော်လေးထိုးပါမယ်နှစ်ခု3 4 56ချက်ကော်ပဲတော့နော်6 9 10 ဒီမှာချက်ကော်လေး19ထိုးလိုက်တယ်ဒါဆိုရင်တော့0 row 1လေးပြီးသွားပြီပေါ့နော် row 2လေးထိုးမယ် row 2လေးထိုးဖို့အတွက်ဒီမှာချက်ကော်ထိုးခဲ့တဲ့နေရာလေးမှာမှတ်ကြိတ်ပေါ့နော်19ဟိုမှတ်ကြိတ်ကလေးမှတ်လိုက်တယ်ပေါ့နော်အခုမှစတော့ရဲ့ beginner တမိုင်းဆိုမသိမှာဆိုလို့ပေါ့နော်ဒီမှာတိုင်းလိုက်တဲ့အခါမှာ23လက်မကျန်နေဒါပေမဲ့နောက်ရိုးထိုးရင်တော့တဖြည်းဖြည်းထိုးရင်နဲ့22လက်မပဲကျန်တယ်ပေါ့နော်တဖြည်းနဲ့ကျုံသွားပါတယ်ကဲနောက်ထပ်တရူထိုးပါမယ်ဒုတိယတရူထိုးဖို့အတွက်ဆိုနေစလိုက်မယ်နော်ဖွတ်မီလေးတစ်ခုစထိုးပါမယ်ဖွတ်မီလေးတစ်ခုထိုးတယ်ထိုးပြီးတော့ရင်ဒီဘက်ကလေးကိုလှည့်လိုက်ပါတယ်လှည့်ပြီးတော့ရင်0ချက်ကော်လေး19ထိုးမယ်ပေါ့နော်ချက်ကော်လေး19ထိုးဖို့အတွက်ဒီမှာဖွတ်မီထိုးတဲ့အပေါက်မှာမထိုးဘူးเนาะဒီရှေ့ကချက်ကော်ထိုးခဲ့တဲ့နောက်ဆုံးချက်ကော်ထိုးခဲ့တဲ့အပေါက်လေးရဲ့ဘတ်လူအောင်လေးပေါ့เนาะ we stay ရဲ့ဒီဘက်တစ်ချမ်းပဲကို0ဘတ်လူအောင်လေးမှာပဲချက်ကော်လေးထိုးပေးမယ်အခုမှစလို့မဲ့လူလေးဆိုအနာလေးမှာနည်းနည်းလေးခတ်နေလိမ့်မယ်เนาะတတိထားပြီးတော့ထိုးပေးပါပြီးရင်ဒီဒုတိယပေါက်တွေမှာလည်းဒီမှာကြည့်တွေ့လားထိုးတာအမဟုတ်ဘောက်လျှော့သွားတယ်ဘတ်လူအောင်လေးကိုပဲထိုးပေးပါနော်ဒီနောက်ပေါက်လေးပဲထိုးပေးပါဒါနှစ်တိုင်ရပြီပေါ့နော်ပြီးရင်ဒီရှေ့မှာလည်းဒီရဲ့နောက်ဘတ်လူအောင်လေးပဲထိုးပေးမယ် we stay ရဲ့တစ်ချောင်းပဲထိုးပေးမယ်တော့ဒီရှေ့မှာလည်းထိုးပေးမယ် we stay တစ်ချောင်းပဲ4 5 6နော်019ထိုးပေးမယ်နော်9 10
ဒီမှာပေါ့နော်မကြိတ်မှတ်ထားတဲ့နေရာလေး30ဒါဆိုရင်တော့0 row 2မှာချက်ကော်လေး10ကိုအရင်ထိုးလိုက်တယ်ပြီးရင်မကြိတ်ကိုပြန်ဖြုတ်မယ်ဖြုတ်ပြီးတော့ရင်ဘီကနာဓမ္မလေးဆိုရင်အဲ့ရချက်ကော်10ကိုနေရာလေးကိုပြန်မှတ်ခဲ့ပြီးပါအနာလီမှာပဲချက်ကော်စအောင်မှာဆိုတော့ဒီမှာဆိုလို့ပေါ့နော်ကဲပြီးတော့ရင်တကယ်လို့ကိုကရိုးအရှိထိုးခြင်းနဲ့ဆိုဖွတ်မီရေတော့ကိုပို့ထိုးခဲ့မယ်ဆိုရင်လည်းဒီထိတ်နာလေးကိုဖွတ်မီ10ခုစာပဲချက်မယ်နော်ကျန်တဲ့ဟာတွေအကောင်လုံးကချက်ကော်တကားတိုင်လက်တကားနဲ့ထိုးခဲ့ပြီပေါ့နော်ကဲပြီးရင်ဒီမှာတိုင်လက်ထိုးတဲ့နေရာမှာ0တိုင်လက်ပဲထိုးပေးမယ်ဒါပေမဲ့ဘတ်လူအောင်ဒီမှာပဲထိုးပေးမယ်နော်အဲ့မှာ0ကလှမှာပေါ့နော်ဘတ်လူအောင်ဒီမှာပါပဲတိုင်လက်ထိုးတဲ့နေရာမှာတိုင်လက်ကလေးထိုးလိုက်တယ်row 1အတိုင်းပဲပေါ့နော်ချက်ကော်ထိုးတဲ့နေရာမှာ0ကဘတ်လူအောင်ဒီမှာပဲချက်ကော်လေးထိုးပေးတယ်အဲဆိုတော့ဒီရှိမှာတိုင်လက်ထိုးတာဖြစ်တဲ့အတွက်တိုင်လက်ကလေးထိုးပေးတယ်တိုင်လက်တကားချက်ကော်တကားတိုင်လက်တကားပေါ့နော်ဘတ်လူအောင်ဒီမှာပဲထိုးပေးပါတယ်တိုင်လက်ထိုးပြီးဆိုတော့ဒီရှိမှာချက်ကော်လေးထိုးမယ်ပြီးတော့ရင်ဒီရှိမှာတော့တိုင်လက်ကလေးထိုးပါမယ်ပြီးရင်ဒီရှိမှာချက်ကော်လေးထိုးမယ်ပြီးရင်ဒီရှိပေါက်မှာတော့တိုင်လက်ကလေးထိုးမယ်ပြီးရင်ချက်ကော်လေးထိုးမယ်ကဲအတိုင်းပဲပေါ့နော်0တိုင်လက်တခါချက်ကော်တခါနဲ့ဒီဘက်ထရောက်တဲ့ဒီထိုးခဲ့ပေးပါကဲ0ဒီမှာ0ကတော့2တိုင်ချန်ထားတယ်အဲ့2တိုင်လေးကိုထိုးပြချင်လေးပေါ့နော်အစုံသားလေးမှာအဲ့လိုမျိုးဆုံးဆက်လိုက်တယ်ဆုံးဆက်ပြီးသွားရင်နောက်ဆုံးမှာဒီမှာချက်ကော်တခါချက်ကော်တဲ့နေရာမှာချက်ကော်ထိုးတယ်ပြီးရင်တိုင်လက်ကလေးထိုးမယ်နော်ဒီနောက်ဆုံးအဆုံးသားလေးတို့ရိုး2ရဲ့နောက်ဆုံးအဆုံးမှာတော့ချက်ကော်နဲ့ပဲဆုံးရမယ်နော်ကဲဒီရဲ့ဘတ်လူအောင်လီနာမှာချက်ကော်လေးထိုးမယ်ဒီမှာချက်ကော်ထိုးတယ်ဘတ်လူအောင်လီနာမှာတေချာလေးကြည့်နော်တေချာလေးကြည့်ပါရဲ့နာမှာချက်ကော်လေးထိုးပေးပါတယ်ကဲ0ပြီးရင်ဒီနာလေးမှာဒီနောက်ဆုံးနာမှာတော့ချက်ကော်လေးထိုးမယ်နော်အနာလေးတတိထားပြီနော်0ချက်ကော်လေးထိုးလိုက်တယ်ထိုးပြီးတော့ရင်နောက်တန်းတို့ဖို့အတွက်ဖွတ်မီလေးတစ်ခုထိုးမယ်ဒါ rotary ပေါ့နော်ဖွတ်မီလေးတစ်ခုထိုးတယ် rotary ကတော့ row 1နဲ့တူတူပဲပေါ့နော်တပေါက်ကိုကြော်လိုက်မယ်0မှန်နော်ဒီရဲ့ဖွတ်မီတစ်ပေါက်ကိုမထိုးဘူးနော်ချက်ကော်ထိုးတဲ့အပေါက်မှာချက်ကော်ထိုးမယ်ဒါပေမဲ့ဘတ်လူအောင်ဒီမှာပဲထိုးမယ်ပေါ့နော် row 1နဲ့တူတူပဲဘတ်လူအောင်ဒီမှာချက်ကော်လေးထိုးမယ်ပြီးရင်တိုင်လက်ထိုးတဲ့နေရာမှာတိုင်လက်ပဲထိုးတယ်ဒါပေမဲ့ဒီရဲ့ဘတ်လူအောင်ဒီပေါ့နော်ဒီအနောက်ပေါက်လေးနာမှာပဲတိုင်လက်ကလေးထိုးပေးမယ်ပြီးရင်ဒီရှေ့ပေါက်မှာချက်ကော်ထိုးတဲ့အပေါက်မှာချက်ကော်လေးပဲထိုးပေးမယ်ပြီးရင်တိုင်လက်ထိုးတဲ့အပေါက်မှာတိုင်လက်ကလေးပဲထိုးမယ်ပေါ့နော်ခြေဆိုင်ကြည့်ရဲ့လူဆိုရင်ပို့ပြီးတော့တက်တာတယ်ဘာလို့လဲဆိုတော့ဒီမှာ4 blind နဲ့ထိုးတော့ရက်အကြာကြီးထိုးရတယ်4-5ရက်လောက်ထိုးရတယ်ပေါ့နော်ရှေ့အတုပ်ကြီးနဲ့ထိုးမယ်ဆိုရင်တော့ဒါ2ရက်3ရက်လောက်ပဲကြာလောက်တယ်ပေါ့နော်ကတော့ဒီမှာရှေ့အသေးလေးနဲ့ထိုးတော့ပို့ပြီးတော့ထိုးရတယ်ပေါ့နော်ကဲအတိုင်းပဲပေါ့နော်ဒီရဲ့ row 2တိုင်လက်ထိုးတဲ့နေရာမှာတိုင်လက်ထိုးမယ်ချက်ကော်ထိုးတဲ့နေရာမှာချက်ကော်လေးပဲထိုးပါမယ်အတိုင်းလေးပဲထိုးလာခဲ့ပေးပါကဲဒီနားလေးထိပေါ့နော်မကြိတ်မှတ်ထားတဲ့နေရာနားလေးထိထိုးခဲ့ပြီးခဲ့ပေါ့နော်မကြိတ်မှတ်ထားတဲ့နေရာနားလေးကိုဒီမှာ2ပေါက်လောက်ရှမ်းထားတယ်2ပေါက်ထိုးပြရှင်လို့ပေါ့နော်ဒီမှာချက်ကော်ထိုးတဲ့နေရာမှာချက်ကော်လေးပဲထိုးမယ်တိုင်လက်ထိုးတဲ့နေရာမှာဘတ်လူအောင်လီမှာတော့တိုင်လက်ကလေးထိုးပေးလိုက်တယ်ကဲဒီမှာမကြိတ်မှတ်ထားတဲ့နေရာနေစပြီးတော့အပေါ်ကိုချက်ကော်လေးပဲထိုးမယ်ချက်ကော်လေး10တိုင်းထိုးမယ်ပေါ့နော်ချက်ကော်လေးတစ်တိုင်းပြီးရင်အချက်ကော်ထိုးတဲ့နေရာမှာစမှတ်လေးတရားအောင်ပြန်ပြီးမကြိတ်ကလေးမှတ်ထားပြီနော်အဲဆိုရင်ဒီမှာချက်ကော်တစ်ခုပြီးအပေါ်မှာလည်းချက်ကော်လေးနောက်တစ်ခုထပ်ထိုးမယ်အပေါ်မှာလည်းချက်ကော်လေးနောက်တိုင်းထိုးမယ်2တိုင်းအပေါ်မှာလည်းချက်ကော်ထိုးမယ်ဘတ်လူအောင်ဒီမှာပဲပေါ့နော်3တိုင်း4တိုင်းဒီပေါ်မှာလည်းချက်ကော်လေးထိုးမယ်5တိုင်း
6တိုင်းဒါ rotary နော်9တိုင်း6ကော်လေး9ခါ8ခု9ခု10ခုနော်10ကဒီမှာ6ကော်လေး10ခုထိုးလိုက်ပါတယ်ထိုးပြီးပါရင်ဒါ rotary ပြီးသွားပြီပေါ့နော် row 4ကြာလို့ရှိရင်0ဖုတ်မီလေးတစ်ခုထိုးမယ်ဒီဘက်ကလေးကိုလှည့်မယ်လှည့်ပြီးသွားရင်ဒီရဲ့ဘက်လူအောင်လီနာမှာပဲ0 6ကော်လေးထိုးမယ်6ကော်လေး10တိုင်းထိုးမယ်နော်6ကော်လေးတစ်တိုင်းတစ်ခုပြီးရင်ဒီရှင်းမှာလည်းနောက်6ကော်လေးထိုးမယ်ပေါ့နော်6ကော်လေး10တိုင်းထိုးခဲ့ပြီပေါ့နော်ဘက်လူအောင်လီမှာပဲဒါ row 4ရောက်ပြီrow 4နဲ့row 2နဲ့ကတော့တပုံစံနဲ့ပဲပေါ့နော်တပုံစံနဲ့ပဲဆိုတော့ row 2တိုင်းလေးပဲထိုးလာခဲ့ပြီးအောင်ပါပဲ6ကော်လေး10ခုထိုးပါမယ်ကဲ6ကော်လေး10ခုထိုးမယ်နော်မလေး6ကော်ဒီမှတ်ချိတ်မှတ်ထားတဲ့နေရာရောက်တဲ့အထိထိုးခဲ့ပြီပါထိုးမယ်9တိုင်းကဲမှတ်ချိတ်ကလေးဖြုတ်လိုက်မယ်နော်10တိုင်းမှတ်ချိတ်မှတ်တိုင်းနေရာမှာထိုးလိုက်တယ်ပြီးရင်အရဲ့မှတ်ချိတ်ပြန်မှတ်ပြီးမယ်နော်မ10တိုင်းနားရောက်တဲ့အခါမှာမှတ်ချိတ်ပြန်မှတ်ခဲ့ပြီးမယ်မှတ်ချိတ်ဒီတိုင်းမဲ့ကွဲတော့ကွဲပါတယ်ကဲပြီးတော့ရင်0ဒီရှေ့ပေါက်မှာတော့တိုင်လက်ကလေးထိုးတာဖြစ်တဲ့အတွက်ဘလူအောင်လီနာမှာတိုင်လက်ကလေးထိုးမယ်ပြီးရင်တော့6ကော်လေးထိုးမယ်ပြီးရင်ဒီရှေ့ပေါက်မှာတိုင်လက်ကလေးထိုးမယ်ရှေ့ပေါက်မှာတော့6ကော်လေးပဲထိုးမယ်ရှေ့အဲ့လိုပဲပေါ့နော်တိုင်လက်တစ်ခါ6ကော်တစ်ခါအဲ့လိုမျိုးထိုးလာခဲ့ပြီးမယ်ဒီမှာအဆုံးနားလေးရောက်ပြီပေါ့နော် row 4ရဲ့အဆုံးနားမှာ2ခုရှန်ခဲ့တယ်ပေါ့နော်ထိုးစရာအနာလေးထိုးပြရှင်လို့ပါတိုင်လက်ထိုးတဲ့နေရာတစ်ခုနဲ့6ကော်ထိုးတဲ့နေရာတစ်ခုပေါ့နော်ဒီဘက်ဆုံးဆိုရင်တော့6ကော်နဲ့ပဲအဆုံးတက်မယ်နော်ဟိုဘက်မှာလည်း6ကော်နဲ့ပဲအဆုံးတက်တယ်ပေါ့နော်6ကော်10တိုင်းနေပေါ့နော်ကဲပြီးတော့ရင်0နောက်ထပ် row 5က row 3နဲ့တူသွားပြီเนาะ row 5ကじゃ row 3နဲ့တူတယ်မကနန်းချင်းချင်းမ row ချင်းချင်းတူတယ်ပေါ့နော်အဲ့တော့ row 3နဲ့တူတူပဲဆိုတော့6ကော်လေးထိုးလိုက်တယ်ဖုတ်မီတခုတို့ဒီဘက်လဲပြီး6ကော်ထိုးပဲเนาะပြီးရင်တိုင်လက်ထိုးတဲ့ညမှာတိုင်လက်ကလေးထိုးမယ်6ကော်ထိုးတဲ့ညမှာ6ကော်လေးထိုးတယ်เนาะတိုင်လက်ထိုးတဲ့ညမှာတိုင်လက်ကလေးထိုးပဲrotary နဲ့အတူတူပဲဆိုတော့เนาะတကူတကစဲပြောပြတော့เนาะထိတ်ဒီအတိုင်းလေးပဲထိုးလာခဲ့ပြီပါကဲဒီမှာ row 5ရဲ့အဆုံး row 5 rotary နဲ့အတူတူပဲဆိုတော့ဒီမှာမှတ်မှတ်ထားတဲ့နေရာလေးကစပြီးတော့ရှက်ကော်လေး10ခုထိုးခဲ့ပြပါမယ်ပြီးရင်အရဲ့ရှော့ကော်ထိုးတဲ့နေရာမှာမဂျစ်ကလေးမှတ်မယ်ပြီးရင်ဒီဘက်လိုအောင်လေးမှာပဲရှော့ကော်လေးထိုးမယ်ရှော့ကော်လေးစကူထိုးမယ်နော်3 4 5ကဲဒီ body ထိုးခဲ့ပြီနော်ဒီထိပ်တီထိုးခဲ့ပြီးပါတယ်ထိုးပြီးတော့ရင် row 6ကကြတော့row 2နဲ့ row 4နဲ့တူတူပဲဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီ row 2နဲ့ row 4အတိုင်းပဲပေါ့နော်တလက်စီထိုးလာခဲ့ပြီးပေါ့နော်ကဲအဲ့ပိုင်းပဲပေါ့နော်ထိုးလာတာဒီမှာဒါနောက်ကျော်ဘက်အရင်ထိုးလိုက်တယ်ပေါ့နော်နောက်ကျော်ဘက်မှာဒီမှာ22လက်မှရောက်တဲ့ဒီပေါ့နော်ဒါကတော့small size ပေါ့နော် small နဲ့ medium ကြားလေးပေါ့နော်22လက်မှထိရဒီမှာအရှည်ကလည်း22လက်မှအကျယ်ကလည်း22လက်မှပေါ့နော်ဒါကကြတော့small size အတွက်ပေါ့နော်
မီဒီယာနဲ့လက်ဆိုင်ကိုကြတော့ဇက်ဒီစာလေးမှာရေးပြီးထားရပေါ့နော်အဲ့အတိုင်းလေးပဲထိုးလာခဲ့ပေးပါဒါကတော့ဇက်တို့နောက်ရှမ်းပေါ့နော်နောက်ရှမ်းအတွက်ဖြစ်ပါတယ်ကဲဒီမှာရှေ့ရှမ်းလည်းအဲ့ရိုအတိုင်းပဲเนาะဇက်တို့စောကားထိုးခဲ့တဲ့အတိုင်းပဲထိုးပေးရမယ်ဒါပေမဲ့ဒီမှာကတော့အရှိရတော့22လက်မတူတူပဲပေါ့နော်ရှေ့ရှမ်းနဲ့တူတူပဲဒါပေမဲ့အကျဲမှာကျတော့ဒါ small size အတွက်เนาะအကျဲမှာကျတော့ဇက်ကဒီမှာ6လက်မထိုးပေးလိုက်တယ်နော်6လက်မပါဒါ small size အတွက်နော်ဒီဘက် channel အဲ့လိုပဲတူတူပဲ22လက်မအရှိရ22လက်မဘာလို့ဆိုရှိ channel နောက် channel အရှိရတူနေမှရမယ်ဒီနော်တူနေမှရမှဆက်လို့ရမယ်အဲ့ဒါကြမှာဒီမှာတော့6လက်မပေါ့နော်6လက်မရှိ channel ရောနောက် channel ရောအတိုင်းပဲထိုးလိုက်တယ်ကဲပြီးရင်လက်အတွက်ပေါ့နော်လက်အတွက်ကြတော့ဇက်ရှေ့ကဟာဒီနဲ့ထိုးတာအတူတူပဲဒါပေမဲ့လက်မှာကြတော့ဇက်ကဖွတ်မီလေး119ပေါ့နော်ဖွတ်မီလေး119ဒီပဲထိုးလိုက်တဲ့အတွက်ကြောင့်မို့အရှိကတော့16လက်မပေါ့နော်18လက်မဝန်းကျင်ပေါ့နော်အဲ့လောက်ပဲထိုးပေးပါတယ်ကဲအကျဲကကြတော့ဇက်တို့ဒီမှာ73လက်မပေါ့နော်73လက်မဝင်ကျလောက်ထိုးပေးပါတယ်ဇဲလက်ကနည်းနည်းလေးကြက်တာမကြိုက်ဘူးဆိုရင်တော့ဇဲတို့14လက်မ15လက်မဝင်ကျလောက်ထိုးပေးပါနော်ဇဲကတော့လက်လေးနည်းကြက်သွားတယ်ထင်တဲ့အတွက်ကြောင့်မို့14လက်မ15လက်မလောက်ထိုးတာပို့အဆင်ပြေမယ်လို့ထင်ပါတယ်ဒီလိုမျိုးပေါ့နော်နှစ်ချမ်းလေးထိုးပေးရပါမယ်လက်အတွက်ကတော့ဇယ်ပြောပြီးတော့နော်ဖွတ်မီလေး119ခုထိုးတယ်အရှိရပတ်တန်နေနဲ့ထိုးနီအတူတူပဲအရှိရရှိချမ်းနောက်ချမ်းနဲ့ထိုးနီတူတူပဲဒါပေမဲ့ဖွတ်မီအရေးအတွက်ကတော့ညော့သွားမယ်119ခုဘာလဲဆိုတော့ဇယ်16လက်မအထိပဲယူထားတာမို့လို့လက်ကိုဒီဘက်ရှက်ကော်ကတော့10ခုပဲနော်ကျန်တဲ့ပတ်တန်ကတော့တူတူပဲဖြစ်တယ်ကဲအတိုင်းလေးပဲပေါ့နော်ဇေကဒီမှာလက်ကို2ချမ်းထိုးပေးရမယ်နော်လက်ကိုဇေဒီအကျယ်လေးကိုတော့ဇေ73လက်မတော့ယူထားတယ်ဒါပေမဲ့ဇေတိတ်စိတ်တိုင်းမကြဘူး14လက်မ16လက်15လက်မ14 15 16ပေါ့နော်အဝင်ကျင်တော့ယူပေးရင်ပို့အဆင်ပြေတယ်ဒီဘက်မှာလည်းဇေဟိုဘက်နဲ့ဒီဘက်နဲ့အတူတူပဲဒီမှာ16လက်မနှစ်ဖက်ကညီနေမှရမယ်နော်တော့ကြနေလက်ကတစ်ဖက်တူတစ်ဖက်ရှိဖြစ်နေလိမ့်မယ်ဒီဘက်ကိုလည်းဒီဘက်က73လက်မှာပေါ့နော်အဲ့လိုမျိုးလေးပေါ့ထို့ပေမဲ့လက်အတွက်လည်းဇဲ site တွေကိုဒီဘက်ဘီနာလေးမှာရေးပေးထားပါတယ်နော်ဇဲကတော့ small ဖြစ်တဲ့အတွက်ကြောင့်မို့73 14ဝန်းကျင်ပေါ့နော်15ဝန်းကျင်နဲ့ရပါတယ်လက်ကတော့ကဲအတိုင်းလေးပေါ့နော်ပြီးရင်ဇဲတို့ဒီမှာဒီတိုင်းပဲဆက်ရမှာပေါ့နော်ဆက်ပေးရပါမယ်ဒီတိုင်းလေးကိုဆက်ပေးပါမယ်background တော့တီးခံပြီးเนาะဇက်ဒီဆက်မဲ့ပုံစံလေးကိုပြပြတာပါဒီလိုမျိုးလေးပေါ့เนาะဒီလိုမျိုးလေးဆက်ပေးရမှာဖြစ်ပါတယ်ကဲအဲ့တော့ဇက်ကတော့ဒီဘက်တစ်ချမ်းเนาะဒီဘက်တစ်ချမ်းတော့ဇက်အစမ်းဆက်ထားတယ်ပေါ့เนาะကဲဒီဘက်ချမ်းကိုဒီမှာပေါ့เนาะဇက်ဒီမှာဒါကတော့ပြောင်းပြန်ပြီပေါ့เนาะဆက်ထားတဲ့နေရာလေးပေါ်နေပါတယ်ကဲဒီဘက်ချမ်းကိုဇက်ဆက်ပြပါမယ်0ပခုံးလေးပေါ့နော်ပခုံးလေးမှာအရင်စပြီးတော့ဒီမှာပေါ့နော်ဒီလိုမျိုးလေးဇာတ်မှတ်ချက်ကလေးနဲ့မှတ်လိုက်တယ်ပေါ့နော်ညီညာလေးဖြစ်အောင်လို့မှတ်ချက်ကလေးနဲ့မှတ်ပြီးတော့မှဇဲစပြီးတော့ဆက်မယ်ပေါ့နော်ပခုံးအရင်ဆက်မယ်ပခုံးကိုဆက်ဖို့တော့ဇဲကဒီမှာချက်ကော်နဲ့ပဲဆက်သွားမယ်ပေါ့နော်တကယ်လို့ကိုကတိုင်တိုနဲ့ဆက်ရှင်နေဆိုလဲရတယ်ဒါမှမဟုတ်ဒီအဲ့နဲ့မထိုးပဲနဲ့ဒီရှုပ်အပ်ပေါ့နော်ရှုပ်အပ်လေးနဲ့လိုက်ပြီးတော့ရှုပ်မယ်ဆိုရင်လည်းရတယ်ပေါ့နော်ရှုပ်အပ်လေးနဲ့လိုက်ချုပ်တာတော့ပို့ပြီးတော့တဘောကြရပေါ့နော်ဒါပေမဲ့ဒီမှာဒီအက်ကလေးနဲ့လည်းထိုးတာအောင်လို့ထိုးပြပေးရဖြစ်ပါတယ်လိုမျိုးနော်ဒီရဲ့ကိုဒီမှာနော်အပေါက်လေးတွေကိုအက်ကလေးထည့်လိုက်တယ်ပြီးရင်အပေါ်ကဒီရှည်လေးကိုယူလိုက်မယ်ယူပြီးသွားရင်0ရှော့ကော်နဲ့ဆက်မယ်ပေါ့နော်ရှည်လေးကိုယူလိုက်မယ်ယူပြီးသွားရင်0ဒီမှာဖွတ်မီလေးတစ်ခုထိုးလိုက်တယ်ထိုးပြီးသွားတော့0ဒီတောက်လျှောက်ကိုရှော့ကော်လေးနဲ့ပဲဆက်သွားပြီးမယ်ပေါ့နော်0ညီညာလေးဖြစ်အောင်တော့ဆက်ပေးပါနော်ညီညာနဲ့တရက်လေးဖြစ်အောင်ဆက်ခဲ့ပေးပါ
အဲ့နေရာမှာဇက်လိုမျိုးအဲ့နဲ့မချုပ်ချင်ဘူးခတ်တယ်ဆိုလို့ရှိရင်လည်းဇက်ပြောတယ်လို့ပဲချုပ်အက်ကလေးနဲ့ပေါ့နော်အဝိဇ္ဇာချုပ်တယ်လို့မျိုးလေးပဲချုပ်အက်ကလေးနဲ့လိုက်ပြီးတော့ချုပ်ပြီးလို့ရပါတယ်ဒါကတော့ကိုအဆင်ပြေတဲ့နီးကိုအားတက်တဲ့နီးနဲ့ဆက်ပြီးလို့ရပါတယ်အဓိကကတော့ဒီပခုံးတွေလက်တွေဒီခါဖက်တွေဆက်သွားရပြီပေါ့နော်ကဲအတိုင်းလေးပဲဇရိုးဒီမှာပေါ့နော်ဒီရှေ့ပါမှာလည်းဆက်ပြီးမှဟိုဘက်နဲ့ဒီဘက်နဲ့ညီနေရမယ်နော်မညီမှာဆိုလို့ရှိရင်ရဆက်လို့ပဲမှတ်ချိတ်ကလေးတွေမှတ်ထားပြီပေါ့နော်မှတ်ပြီးမှဆက်ပြီးပါကဲအတိုင်းလေးပဲဆက်ပြီးရပါမယ်ဒါဒီထိတ်ကလေးဒီမဲ့ပေါ့နော်ဇရိုးအက်ကလေးထူလိုက်ရပါပြီဒီရှေ့ပေါက်တွေကိုလည်းအတိုင်းလေးပဲဆက်သွားပြီးမယ်နောက်ချက်ကိုအတိုင်းလေးပဲပေါ့နော်ချက်ကော်လေးနဲ့ပဲဆက်လာခဲ့ပြီပါဒီမျိုးလေးပေါ့နော်ကဲဇရိုဒီမှာတောက်ချက်ကိုဆက်မယ်ဇပတ်တန်းအယောင်မှလာတော့ပြောင်းမှုစေးပတ်တန်းလေးဇရိုဒါတော့ဇရိုရှီတုတ်တုတ်ကြီးနဲ့ထိုးမယ်8ပလိုင်းနေနဲ့ထိုးမယ်ဆိုရင်တော်တော်လေးကိုမှလှလောက်တယ်ဒီမှာတော့ဇမှာရှိတယ်ရှီနဲ့ပေါ့နော်ဇထိုးလိုက်တာဖြစ်ပါတယ်ကဲဇရိုဒီထောက်လျှောက်ကိုဆက်ခဲ့ပြီးပါနော်ထောက်လျှောက်ကိုဆက်လာပြီးပါမယ်နော်ချက်ကော်ဒီနဲ့ပဲဆက်မယ်ကြလို့ကိုက 2.5 နဲ့ဆက်ရတာခက်နေရဆိုရင်3mm နော်ဟူဆိုင် 3mm ကိုအသုံးပြုပြီးတော့ဆက်လေးရပါတယ်ကဲဇရိုဒီထောက်လျှောက်ကိုဆက်လာခဲ့ပြီးပါနော်ဒီထောက်လျှောက်ဒီဘက်ထိပ်ဒီကိုဆက်ခဲ့ပြီးပါမယ်နော်ဆက်လို့ပဲဇဒီမှာထောက်လျှောက်ကိုဆက်လာခဲ့ပြီးတယ်နော်ဒီဘက်ထိပ်ဒီပေါ့နော်ဒီဘက်ထိပ်ဒီကိုဆက်ခဲ့ပြီးပါဒီလိုမျိုးဆက်ခဲ့ပြီးမယ်ကဲဇရိုဒီမှာပခုံးပြီးသွားပြီပေါ့နော်ပခုံးပြီးသွားပြီဆိုလို့ရှိရင်နော်ဇရိုဒီရဲ့ပေါ့နော်လက်ကလေးကိုဆက်ပါမယ်အရင်ဆုံးပြီးသွားတဲ့ဘက်ကိုဇက်ကကြီးကလေးနဲ့ဖြတ်လိုက်တယ်ဝိုင်းပြီးမှရှီလေးလိုက်ဖွက်ပြမယ်နော်ရှီဖွက်ပြမယ်အရင်ဆုံးဇရိုလက်ကလေးဆက်ပါမယ်ဒီလိုမျိုးလေးလိုမျိုးလေးဖြန့်လိုက်ပေါ့နော်ဖြတ်မှုဒီမှာလက်နော်လက်ဟာလေးကိုအလဲကြလေးအရင်ဆုံးလုပ်မယ်နော်တော့ကြမညီမညာဖြစ်မှာဆိုလို့နော်ဒီလိုမျိုးလေးမှတ်ချိတ်ကလေးနဲ့မှတ်ပြီးတော့ညီသွားအောင်လို့အရင်တိုင်းလိုက်တယ်ပေါ့နော်အရင်ချိတ်လိုက်တယ်ချိတ်ပြီးသွားရင်0တောက်လျှောက်ကိုဆက်ပြီးမယ်ပေါ့နော်ကဲဒီမှာ0လက်ကလေးနာမှာလဲလက်ကလေးနာမှာလဲ0မှတ်ချိတ်ကလေး0ဒီမှာပေါ့နော်ချက်ကော်လေးနဲ့ပဲလိုက်ပြီးတော့ဆက်ပြီးလိုက်ပါတယ်ဒီလက်ကလေးတွေကိုလည်းဆက်တာတော့တူတူပဲเนาะ0ဘာနဲ့ပဲဇစွန်းနာပြောလို့ရှောက်အနဲ့ပဲဆက်ဒီရဟုပေါ့เนาะအချောင်းနဲ့ပဲဆက်ရတယ်အဆင်ပြေတယ်လို့ဆက်လို့ရအဆင်ပြေတယ်လို့ဆက်လို့ရပါတယ်ကဲတောက်လျှောက်ကို0ဆက်လာခဲ့ပြီပါကဲ0ဒီမှာပေါ့နော်ဒီတောက်လျှောက်ကိုဆက်လာခဲ့ပြီပါမယ်တိုင်းလေးပဲပေါ့နော်ချက်ကော်လေးနဲ့ပဲဆက်ခဲ့ပြီးတယ်ဒီဘက်ထိပ်ဒီပေါ့နော်တူတူပဲဆက်ခဲ့ပြီးမယ်ညီညာလေးတော့ဖြစ်အောင်တော့ဆက်ပြီးပေါ့နော်0အတိကျရဲလို့တော့မရှိဘူးပေါ့နော်ကိုယ်အဆင်ပြေတယ်လို့မျိုးလေးဆက်ပြီးလို့ရပါတယ်တတရဲလေးနဲ့လာလို့ရှိရင်ရပါပြီဘလို့ဆက်ပါကဲမှာနော်0ဒီတောက်လျှောက်ကိုထိုးလာခဲ့ပြပါမယ်ဆက်လာခဲ့ပြီမယ်ပေါ့နော်ကဲဒီမှာပေါ့နော်ဒီဘက်ထိုက်ဒီကိုဆက်လာခဲ့ပြီပဲဒီမှာဒီဘက်နားလေးနားမှာကြတော့ဒါလည်းကိုယ်အဆင်ပြေလို့ဆက်လို့ရရပေါ့နော်ကတော့ဒီဗီဒီယိုမှာဒီမှာဒီရဲ့ဒီဘက်က
မှာပေါ့နော်မျိုးနှစ်ခုလုံးယူပြီးတော့ဆက်လိုက်တယ်ပေါ့နော်တကယ်လို့ကိုကအပေါ်တစ်ခုပဲယူပြီးတော့ဆက်ရှင်နေဆိုရင်လည်းဆက်လို့ရပါတယ်ဒါကတော့ကိုအဆင်ပြေတယ်လို့ဆက်လို့ရတယ်ပေါ့နော်အပေါ်အပေါက်ကိုပဲယူပြီးဆက်ပြီးလို့ရတယ်ဇာကတော့ဒီမှာနှစ်ပေါက်လုံးထိုးချပလိုက်တယ်ပေါ့နော်ဘလို့ပဲဆက်ပါရပါတယ်နော်ကဲအတိုင်းလေးပဲ0ရှော့ကော်လေးတွေနဲ့ဆက်ခဲ့ပေးလိုက်ပါတယ်တောက်လျှောက်ကိုဆက်လာခဲ့ပေးပါမယ်ဆုံးဒီကိုအဆုံးဒီကို0ဆက်ခဲ့ပေးပါကဲဒီမှာတောက်လျှောက်ကိုဆက်ခဲ့ပေးရပါတော့ဆက်ခဲ့ပေးပါတယ်ပြီးတော့ပြီဆိုလို့ရှိရင်0ဒီမှာလူမျိုးကျန်တဲ့နော်လက်ဖက်ရှမ်းနဲ့ဒီဖက်ရှမ်းကျန်လေးရပေါ့နော်ကျန်ပါသေးတယ်အလားလေးကိုထပ်ပြီးတော့ဆက်ရပါမယ်ကဲဒီဘက်ချမ်းလေးကိုအရင်ဆက်လိုက်မယ်ပေါ့နော်ပြီးမှလက်ဖက်ဆက်လိုက်မယ်ကဲပြီးတာအတိုင်းပဲညီအောင်လို့ပေါ့အရင်ဆုံးမှတ်ချိတ်ကလေးနဲ့မှတ်လိုက်တယ်ပေါ့နော်မှတ်ချိတ်ကလေးနဲ့မှတ်ပြီးတော့မှဆက်ပြီးတာပို့ပြီးတော့အဆင်ပြေရပေါ့နော်ပို့ပြီးတော့တက်ရပါတယ်ကဲအဲ့ဆိုရင်စပြီးတော့လိုက်ပြီးတော့ဆက်ပါမယ်တောက်လျှောက်ကိုဆက်ခဲ့ပေးပါနော်ပတ်တန်းတော်တော်လေးကိုမှလာအနီးကကြည့်လေးပို့လာတယ်ပဲစိတ်ကလေးတိုင်းလေးပဲပေါ့နော်ဆက်တာလည်းဇာဒီမှာပြထားတော့အကုန်လုံးကြီးကိုတော့ယူစရာတော့မလိုဘူးပေါ့နော်ကဲတော့ဘတ်လူအောင်လေးဆိုရင်ဘတ်လူအောင်လေးဒီဘက်လည်းဘတ်လူအောင်လေးဟိုဘက်လည်းဘတ်လူအောင်လေးပေါ့နော်အဲ့လိုမျိုးဆက်ပြီးလည်းရပါတယ်ဒါကတော့အတိအကျရလို့မရှိဘူးကိုအဆင်ပြေတယ်လို့ဆက်လို့ရပါတယ်ကဲအတိုင်းလေးပဲ0ရှက်ကော်လေးနဲ့ဆက်ခဲ့ပေးပါနော်ဒီတော့ရှောက်ကိုဆက်ခဲ့ပြီးမယ်ဒါရင်ဒီရလဲဒီဘက်ကိုဆက်ခဲ့ပြီးမယ်ပေါ့နော်ဇာမပြတော့ဘူးကဲဇာဒီမှာနှစ်ဖက်လုံးကိုအတိုင်းပဲဆက်ခဲ့ပြီးရပေါ့နော်ပြီးတော့ရင်0ရှိလေးတွေကိုလိုက်ပြီးတော့ဖွက်မယ်ရှိဖွက်တဲ့နေရာလဲမခက်ဘူးပေါ့နော်လွယ်လွယ်လေးပါပဲရှည်ဖွက်ဖို့အတွက်အရင်ဆုံးဒီရဲ့ရှည်လေးကိုဒီရဲ့အက်ထဲပေါ့နော်အက်ကလေးထဲကိုထည့်လိုက်တယ်ထည့်ပြီးသွားလို့ရှိရင်တော့0ဒီမှာဒီရဲ့နာမတခါလေးဆက်ပါမယ်ဒီရဲ့နာမဖွက်မယ်ပေါ့နော်ဇာတော့ဒီမှာရှော့ကော်ထိုးခဲ့တဲ့ဆယ်ကိုကြားထဲမှာပဲအလွယ်နည်းနဲ့ပဲပေါ့နော်လိုက်ပြီးတော့ဖွက်လိုက်ပါတယ်ကဲဒီလိုမျိုးလေးပဲပေါ့နော်ဖွက်လိုက်မယ်ကိုစိတ်ချရတဲ့အနေထားဒီရှိလေးဖွက်လိုက်ပေါ့နော်ရှည်စားပြန်ထွက်လာမှာဆိုရင်ထပ်ပြီးတော့ဖွက်ပေးလို့ရပါတယ်ကဲပြီးတော့ရင်ကျန်တဲ့ရှည်တွေကိုလည်း0လိုက်ဖွက်လိုက်မယ်နော်အဆင်ပြေတဲ့နေရာလေးနာမှာတတရက်လေးနဲ့လှပပလေးပြင်ရပါတယ်အဆင်ပြေတယ်လို့ဖွက်ပေးလို့ရပါတယ်ကဲနောက်ရှည်တွေကိုလည်းအဲ့လိုပဲဖွက်ပေးပါနော်ကဲပြီးတော့ရင်တော့ဒါကတော့လေဘင်းအကုတ်ပေါ့နော်အကုတ်ကလေးထိုးဖို့အတွက်အရင်ဆုံး slit knot ပေါ့ရှည်ကိုင်မယ်ရှည်ကိုင်ပြီးွားရင် slit knot လေးအရင်ထိုးမယ် slit knot လေးထိုးမယ်ပေါ့နော် slit knot လေးထိုးလိုက်ပါမယ် slit knot လေးထိုးပြီးတော့ရင်0ဖွင့်ပြီးလေး17ခုပေါ့နော်17ခုထိုးပြီးပါ1 2 3 4 5 6 9 10နော်17ခုထိုးပေးလိုက်ပါတယ်ကဲ0ဖွင့်ပြီးလေး17ခုထိုးပြီးသွားရင်0ဒီရဲ့တစ်ပေါက်ကိုကျော်တ
တပေါက်ကိုကြော်ပြီးတော့ဒီရှေ့ပေါက်ပေါ့နော်ရှေ့ပေါက်10ပေါက်မြောက်ဖုတ်မီလီနာလေးမှာ0ကတိုင်လက်တိုင်ရှိတဝက်ပေါ့တိုင်လက်ရှက်ကော်လို့ပဲခေါ်မလားလို့ပေါ့နော်0ဒီပေါက်လေးနာမှာတိုင်လက်ကလေးထိုးတယ်လို့မျိုးလေးယူလိုက်တယ်ယူပြီးသားလို့ရှိရင်0ဒီမှာပေါ့နော်ဒီမှာတိုင်လက်ရှက်ကော်ပဲဆိုတော့ဒီအပေါ်ကတချို့ဒီအနောက်ကနှစ်ကြိုးတဲ့ကိုပြန်ပြီးကော်လို့ထုတ်လိုက်တာပေါ့နော်အဲ့လိုမျိုးလေးပြီးရင်အပေါ်တရစ်တင်မယ်တင်ပြီးတော့ရင်ဒီရှေးပေါင်းမှာရှီလေးထည့်ပြီးရှီလေးကိုယူလိုက်တယ်ပြီးရင်ဒီရဲ့အပေါ်နော်အပေါ်တကြိုးကဒီအောက်နှစ်ကြိုးတဲ့ကိုပြန်ပြီးတော့ကော်လို့ထုတ်ပြီးလိုက်ပေါ့လက်ကလေးနဲ့ဖိတာနော်အဲ့ဒါလေးကနဲခတ်တယ်လက်ကလေးနဲ့ဖိပြီးတော့မှရှီကိုထုတ်ပြီးပေါ့နော်အဲ့ဒါဆိုမှလွယ်ကူပါလိမ့်မယ်အားတည်းကနည်းလေးတော့ခတ်နေရပါတော့ဒါပေမဲ့စူးစမ်းပြီးတော့လိုက်ထိုးကြည့်ပါကဲလို့ကိုကခတ်တယ်ဆိုရင်တိုင်လက်ကလေးပဲထိုးသွားလို့လည်းရတယ်ကိစ္စမရှိဘူးပေါ့နော်ဇေကတော့ဒီပက်တန်လေးကိုတပေါ်ကြလို့ဒီပက်တန်လေးထိုးထားတာဖြစ်ပါတယ်ကဲဇေတို့ဒီမှာတိုင်လက်ရှော့ကော်လေးမနော်ဖိပြီးလဲဇေလက်တရီနဲ့ဖိလိုက်တယ်ဖိပြီးတော့မှဇေတို့ဒီနှစ်ခုမှာပေါ့နော်လက်တရီနဲ့ဖိပြီးတော့မှဒီနှစ်ကြိုးပေါ့ဇေတောင်ခတ်နေရထိုးရတာနှစ်ကြိုးဆွဲထုတ်လိုက်ပေါ့နော်ကဲအတိုင်းလေးပဲ0တိုင်လက်ရှော့ကော်လေးပေါ့နော်တိုင်လက်ရှော့ကော်လေး10ကိုပြည့်တဲ့အထိထုတ်ခဲ့ပေးပါကဲထောက်6ကိုပေါ့နော်0ထုတ်ခဲ့ပေးမယ်တိုင်လက်ရှော့ကော်လေးထောက်6ကိုထုတ်ခဲ့ပေးပါကိုပြီးရင်ဒီရှေ့ပါမှာလည်းထုတ်ပေးမယ်30နော်တိုင်လက်ရှော့ကော်လေး10ခုထိုးပေးလိုက်ပါတယ်ဒါဆိုရင်တော့0 row 1ပြီးသွားပြီrow 2ကြလို့ရှိရင်တော့0ဖုတ်မီလေးတစ်ခုထိုးမယ်ထိုးပြီးတော့ဒီဘက်ကလေးကိုလဲမယ်လဲပြီးတော့ရင်0ဒီမှာဒီရဲ့ဘက်လူအောင်ကြီးပေါ့နော်ဘက်လူအောင်ကြီးပေါဒီနာမှာ0အပေါ်တရတင်မယ်ဒီရဲ့ဘက်လူအောင်ကြီးနာမှာတိုင်လက်ရှော့ကော်လေးထိုးပေးလိုက်မယ်ပေါ့နော်အတိုင်းလေးထိုးလိုက်တယ်ဒါရင်ဒီရှေ့ပေါက်မှာလည်းတိုင်လက်ရှော့ကော်လေးထိုးမယ်နေအဲ့လိုလေးထိုးမယ်နော်ပြီးရင်ဒီရှေ့ပေါက်မှာတိုင်လက်ရှော့ကော်လေးထိုးမယ်တော့ရှေ့ပေါက်မှာတိုင်လက်ရှော့ကော်လေးထိုးမယ်4ရှေ့ပေါက်မှာတိုင်လက်ရှော့ကော်လေးထိုးမယ်5စုစုပေါင်း0တိုင်လက်ရှော့ကော်လေး10ခုရောက်တဲ့ဒီထိုးခဲ့ပြီပါနော်ဘက်လူအောင်နီနာမှာပဲထိုးပေးမယ်နော်9မမနော်9ကိုပြီးရင်0ဒီရှေ့ပါမှာလဲတိုင်လက်ရှော့ကော်လေးထိုးမယ်10ခုနော်10ခု0မှတ်ပြီးတော့ထိုးပြီးနော်တိုင်လက်ရှော့ကော်လေး10ခုပြေးမှာ0ညညာလေးဖြစ်မယ်ပေါ့နော်တခြားကျန်တဲ့ဒီရဲ့ row တွေอ่ะပေါ့နော်ကဲဒါတော့ row 2ပြီးသွားပြီ row 3ကြရင်လည်းဖုတ်မီတခုတင်မယ်ဒီဘက်လေးကိုလှည့်လိုက်မယ်ထိုးပြီးတော့လှည့်လိုက်တယ်လှည့်ပြီးသွားရင်တိုင်လက်ရှော့ကော်လေးကိုဘက်လိုအောင်နီနာမှာပဲ10ခုထိုးပြီးလိုက်မယ်ပေါ့နော်တိုင်လက်ရှော့ကော်လေး10ခုထိုးပြီးလိုက်ပါတယ်ကဲအတိုင်းလေးပဲပေါ့နော်0တိုင်လက်ရှော့ကော်လေး10ခုထိုးပြီးလိုက်ပါနော်မတိုင်လက်ချက်ကော်လေး10ခုထိုးပေးလိုက်ပါတယ်လေးလက်တယ်လေးနဲ့ဆွဲပြီးထိုးပေးနော်ကဲ0ဒီမှာ9ခု10ခုနော်တိုင်လက်ချက်ကော်40 10ခုထိုးပေးလိုက်တယ်ထိုးပြီးတော့ရင်ဟောကဲ
ထိုးပေးလိုက်တယ်ပေါ့နော်ကဲနောက်ရိုးတွေကိုလည်းအတိုင်းလေးပဲထိုးပေးရပါမယ်ပုံမီလေးတစ်ခုထိုးမယ်ဒီရဲ့ဘက်လူအောင်လေးနာမှာပဲတိုင်းလက်ချက်ကော်လေးထိုးလိုက်တယ်ကဲအတိုင်းလေးပဲပေါ့နော်0တောင်လျှောက်ကိုအတိုင်းလေးပဲထိုးလိုက်ခဲ့ပြီပါကဲ0ဒီမှာထိုးလာခဲ့ပြီရပေါ့နော်အရှိရတော့ဒီမှာ49လက်မဝင်းကျင်ထိုးပြီးရပေါ့နော်0ဒီမှာလူမျိုးလေးပေါ့နော်လူမျိုးလေး49လက်မနော်ဆွဲပြီးတော့မှတိုင်နော်0ဒီလိုမျိုးနည်းနည်းလေးဆွဲလိုက်ပေါ့နော်ဘာလို့လဲဆိုဒါကကြတော့ဒီလိုမျိုးဘတ်လူအောင်လေးနဲ့ထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆွဲလို့ရတယ်ပေါ့နော်ဆွဲလို့ရတယ်အကြောင်းမို့ဆွဲပြီးတော့မှတိုင်ပြီးတော့လို့ရှိရင်တော့ဒီမှာမှတ်ချိတ်ကလေးနဲ့မှတ်ပြီးတော့ဒီရဲ့ 11 ပတ်လေပေါ့နော်11ပတ်လေနဲ့ရင်ပတ်လေကိုလိုမျိုးလေးမှတ်လိုက်ပေါ့နော်မှတ်ပြီးတော့လို့ရှိရင်တော့ဒီတောက်လျှောက်ကိုဆွမ်းနာထိုးလို့ပဲရှော့ကော်လေးနဲ့ပဲထိုးပေးရပေါ့နော်ဒါတော့ကိုအဆင်ပြေတဲ့နီးနဲ့လိုက်ပြီးတော့ဆက်ပြီးလို့ရတယ်ပေါ့နော်ကဲလိုက်ပြီးတော့ဆက်ပေးပါမယ်ပထမဆုံးပေါက်လီနာမှာဒီရှက်ကောပေါ့နော်ရှက်ကောပထမဆုံးပေါက်လီနာမှာအက်ကလေးထည့်လိုက်တယ်ထည့်ပြီးတော့ရင်ဒီအပေါ်ကရှိနေဒီပေါ်ကပေါ့နော်ဒီပေါ်ကရှိလေးကိုဆွဲပြီးတော့ယူလိုက်တယ်ပေါ့နော်ဒါဆိုရှုပ်အပ်နဲ့လိုက်ပြီးတော့ဆက်ရမယ်ဆိုလဲပို့အဆင်ပြေရပေါ့နော်ဒါမလာတဲ့ဘက်ကနေပဲဆက်မယ်ပေါ့နော်မလာတဲ့ဘက်ကနေပဲဆက်သွားမယ်ပြီးတော့ကြမှာအတက်လက်မယ်ပေါ့နော်ပြီးကြမှာအတက်လန်လိုက်ပါမယ်ကဲအရင်ဆုံးဒီမှာဒီလိုမှတ်ချိတ်ကလေးတွေနဲ့ပေါ့နော်မှတ်ထားပေးတာပို့ပြီးတော့ညီမယ်ပေါ့နော်ညီပြီးတော့မှပို့ပြီးတော့တက်ရမှုရှိလိမ့်မယ်ကဲဒီမှာချက်ကော်ဒီနဲ့ပဲလိုက်ပြီးတော့ဆက်လိုက်တယ်ဒါကတော့ကိုယ်အဆင်ပြေတဲ့နီးနဲ့လိုက်ဆက်ပေးပေါ့နော်ကဲဒီမှာဒီမှတ်ချိတ်မှတ်ထားတဲ့နေရာလေးတညီလည်းပြရမှာဆိုတရားလေးယူဆိုင်ပြီးတော့ဆက်ပေးရပေါ့နော်ဒီမှာဒီဘက်တစ်ပေါက်ချင်းစီတိုင်းမှာဒီမှာတော့ဒီဘက်တစ်ပေါက်ချင်းစီကိုထိုးပြီးတော့မှဆက်တယ်အပေါက်ကြော်သွားလို့ရှိရင်လည်းမလှလောက်ဘူးပေါ့နော်တရမဖြစ်လောက်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့တစ်ပေါက်ချင်းစီပေါ့နော်စတစ်တစ်ခုချင်းစီတိုင်းကိုရှက်ကော်လေးနဲ့ထိုးပြီးတော့ဆက်ပြီးတော့ပါတယ်ရှက်ကောဒီလိုမျိုးဒီဘက်မှာဝီစတစ်တစ်ခုလုံးကိုအပြည့်မယူဘဲနဲ့ဘတ်လူအောင်လေးနဲ့ဆက်မယ်ဆိုရင်လည်းဆက်လို့ရပါတယ်ဘတ်လူအောင်လေးနဲ့ဆက်မယ်ဆိုရင်တော့ပို့ပြီးတော့လှမယ်လို့တော့ထင်ပါတယ်ဒီလိုမျိုးချိုက်မှဖြစ်သွားတော့ပေါ့နော်ကတော့ဒီမှာဝီစတစ်တစ်ခုလုံးကိုယူပြီးတော့ဆက်ထားပါတော့အဲ့လိုမျိုးဆက်မယ်ဆိုရင်လည်းရပါတယ်တားရီတော့မတိတာပါဘူးလှတာရှင်တော့တူတူပဲပေါ့နော်ကဲလိုမျိုးလေးဆက်လာပေးမယ်အဲ့လိုမျိုးပေါ့နော်ဒီမှာအသက်လန်လိုက်တဲ့အခါမှာဒီဘက်ကလိုမျိုးလေးဖြစ်နေလိမ့်မယ်ပေါ့နော်ကဲအဲ့လိုမျိုးပါပေါ့နော်ဒီတောက်လျှောက်ကိုဆက်လာခဲ့ပြီပါကဲပါပေါ့နော်ဒီမှာဒီမှတ်ချိတ်မှတ်ထားတဲ့နေရာကိုလေဘင်းတွေဘက်ကောတစ်ခုလုံးပေါ့နော်တစ်ခုလုံးကိုဆက်ခဲ့ပေးပါမယ်နောက်တစ်ခုချင်းစီတာအောင်တခြားလေးဆက်ပေးပါနော်စတစ်တစ်ခုချင်းစီတာအောင်ကဲအတိုင်းလေးပဲပေါ့နော်ဆက်ခဲ့ပေးပါဒီလိုမျိုးတက်လန်လိုက်နော်ဒီလိုမျိုးလေးပေါ့နော်ဆိုတော့ကလာတဲ့အတွက်ကြောင့်မို့တောက်လျှောက်ဖို့အတိုင်းလေးပဲဆက်လာခဲ့ပေးပါမယ်မနော်ဒီတောက်လျှောက်11ဘတ်တွေရောတောက်လျှောက်ဒီအနောက်ကနေပေါ့နော်အနောက်ကနေတောက်လျှောက်ကိုဆက်လာခဲ့ပြီးမယ်ဒီဘတ်ထိပ်တွေပေါ့နော်အတိုင်းပဲဆက်ခဲ့ပေးပါကဲမောဒီမှာပေါ့နော်ဒီတိုင်းတောက်လျှောက်ကိုဆက်ပြီးအသက်လန်လိုက်ပြီနော်အင်ဂျီကိုအသက်လန်လိုက်ပါတယ်
ကဲဒါဆိုရင်တော့ကျတို့ဒီမှာဒီရဲ့ခါဒီကန်လေးထိုးလို့ပြီးတော့ပါပြီပေါ့နော်တကယ်လို့ကိုကအပြင်မှာပန်းပွင့်လေးနဲ့အလားဆင်ကျင်နေဆိုရင်ဒီလိုမျိုးပန်းပွင့်ထိုးနည်းလေးကိုဇယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာထပ်ပြီးတင်ပြပေးမယ်ပန်းပွင့်လေးလိုက်ပြီးတော့တက်လို့ရအောင်ပေါ့နော်အခုဆိုရင်တော့0ထိုးလို့ပြီးတော့ပါပြီထိုးပြီးသားလက်ရာလေးတွေကို0 crochet Facebook ပြမှာလည်းလာပြလို့ရတော့0 crochet ရှိထိုးနည်းပညာနာ group မှာလည်းလာပြလို့ရပါတယ်ပါစက်နာမှာရှိထိုးပစ္စည်းလေးမှာခြင်းနဲ့ရှိလုံးလေးတွေမှာခြင်းနဲ့ဆိုရင်လည်း0 crochet shop မှာလာပြီးတော့မှာလို့ရပါတယ်ပါစက်နာမှာstop ပြတ်နေတဲ့ဟာတွေဆိုရင်လည်း pre order တင်ပြီးတော့မှာလို့ရရပေါ့နော်0ပို့ပေးပါတယ်တရှိလေးမျိုးကဆိုအရင်ဝင်ချင်းနဲ့ရပါတယ်เนาะအားလုံးပဲနောက်တဲ့ဗီဒီယိုပုံမှာပြန်ပြီးတော့တွေ့ပါမယ်တတ